နမောတတ3ချိန်ရွတ်ဆိုပြီးတော့ပထမဆုံးအစီအစဉ်နဲ့စပါမယ်ကျွန်တော်တို့နမောတတ3ချိန်ရွတ်ဆိုပြီးတဲ့အချိန်မှာဆရာတော်များရန်တော်ပေါ်ရိယာမူလေးစားရှိတဲ့ဂါထာတော်များနဲ့ချီးမြှင့်ပါမယ်နမောတတခဏလေးပါခင်ဗျာနမောကျွန်တော်ဒီလေးပြီးအောင်နမောတတပြီးရင်ဆရာတော်ဒီကဖေတိုးဖြတ်ဖွင့်လေးပေးမယ်ဆရာတော်နှစ်ပါးရှိပါတယ်ကျွန်တော်တို့ TV ကကျွေစဉ် TV ကဆရာတော်နဲ့ကျွန်တော်တို့ကျောင်းရဲ့ဆရာတော်ရှင်သစ္စာအနေပြီးတော့ဖေတိုးဖြတ်ဖွင့်လေးပေးပါပါဖွင့်ကျိုးဖြတ်ပြီးတဲ့အချိန်မှာကျွန်တော်တို့တန်ဃာတော်များရန်တော်ပေါ်ရိယာမူလေးစားရှိတဲ့ဂါထာကြီးနဲ့ကြီးမြင့်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဗုဒ္ဓသာသနာစီယံတေတုတုနဲ့ဌာနကိုရုပ်သိမ်းမှာဖြစ်ပါတယ်ဗုဒ္ဓသာသနာစီယံတေတုတုရုပ်သိမ်းရင်မှာကျွန်တော်တို့တော့တန်းနိုင်ကနေပြီးတော့အားလုံးခုဖွင့်ပွဲကိုတွားလူတွေအားလုံးကိုကျေးဇူးတင်စကားပြောကြပေးပါမယ်ကျွန်တော်တို့ဌာနစီစဉ်ရနမောတတ3ချိန်ရွတ်ဆိုပြီးတော့ဌာနကိုဖွင့်လိုက်ကြပါမယ်နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะကျွန်တော်တို့ဖေကျုပ်ပြစီစဉ်ကကျွန်တော်တို့ချွေစဉ် TV ကဆရာတော်နဲ့ဆရာတော်ရှင်သစ္စာတို့ကနေပြီးတော့ဖေကျုပ်ပြမှာဖြစ်ပါတယ်တော်တော်ဆရာတို့နေရာယူပေးကြပါခင်ဗျာဒီတော့ကြောက်ကြပါခင်ဗျာ45ပြည့်ပါတော့မယ်ဗျာမင်္ဂလာအချိန်ကိုရောက်ပါတော့